အိန္ဒိယကိုအားသိမ်းစေခဲ့တဲ့ UFC ချန်ပီယံဂျိုရှာဗန်ရဲ့သမိုင်းဝင်ခီးစဉ်ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင် UFC သမိုင်းတစ်လျှောက်လုံးမှာအိန္ဒိယနိုင်ငံကိုတကူးတကလာရောက်လဲပတ်ခဲ့မှုတဲ့ချန်ပီယံဆိုတာဘယ်သူမှမရှိခဲ့ဘူးပါဘူးဒါမဲ့ခုတော့အဲ့ဒီသမိုင်းကိုချင်းတိုင်းရင်သာသွေးပါတဲ့ကျမတို့ရဲ့ဂုံဆောင် UFC Flyweight ချန်ပီယံကြီးဂျိုရှာဗန်ကစတင်ရေးထိုးလိုက်ပြီးပဲဖြစ်ပါတယ်ဟုတ်ပါတယ်။ခုဆိုရင်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တစ်ခုလုံးဟာကမ္ဘာဒုတိယတန်းငယ်ဆုံးချန်ပီယံဂျိုရှာဗန်ရဲ့ခီးစဉ်ကြောင့်အုံအော်တောင်းနေတဲ့ကြီးကျယ်ကုန်လှုပ်လှုပ်ရှားရှားဖြစ်နေပါပြီ။ဒီခီးစဉ်ဒီမစခင်မှာဂျိုရှာဗန်ရဲ့ပြီးခဲ့တဲ့မေလ10ရက်နေ့ကပွဲစဉ်ကိုပြန်ကောက်အောင်ပါ။ဂျပန်ဖိုက်တာတက်ဆူရူတာရာကိုလဲထုနဲ့ပြတ်တက်နိုင်ပြီးချန်ပီယံကပတ်ကိုပထမဆုံးချိန်အောင်မြင်စွာကာကွယ်နိုင်ခဲ့တာအားလုံးသိပဲဖြစ်ပါတယ်။အဲဒီလိုကြီးကျယ်ခမ်းနားတဲ့အောင်ပွဲပြီးမှာတော့ဂျိုရှာဗန်ရှေ့တောင်အာရှခီးစဉ်ကိုစတင်ခဲ့ပါတယ်။သူရဲ့ခီးစဉ်စဖြစ်မီလာ25ရက်နေ့မှာတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုအရင်ဆုံးခြေချခဲ့ပါတယ်။ဒီခီးစဉ်ကသူ့အတွက်တော်တော်လေးကိုအထိပ်ပဲရှိပါတယ်။ဘာလို့လဲဆိုတော့သူဟာငယ်စဉ်ကတည်းကမလေးရှားကိုမိသားစုနဲ့အတူရွှေ့ပြောင်းခဲ့ရတာဖြစ်ပြီးခုချိန်မှာတော့ကမ္ဘာ့ဆင်ချန်ပီယံကပတ်ကြီးကိုလွဲကဂုဏ်ယူဝင်ကြွားစွာနဲ့သူကျင်လည်ခဲ့ရအကြောင်းနဲ့နေရာဟောင်းတွေကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။အခမ်းအနားမှာနိုင်ငံကျော်ဆိုတော့ဖြူဖြူကျော်သိန်းပါဝင်နိုင်ငံကျော်နုပညာရှင်တွေနဲ့အတူတက်ရောက်ခဲ့ပြီးလူငယ်တွေကိုခွန်အားပေးစကားတွေပြောကြားခဲ့ပါတယ်။အောင်မြင်မှုတွေအများကြီးရရှိထားပေမဲ့ဇာတိနဲ့ငယ်ဘဝကိုမမေ့တဲ့ဂျိုရှာဗန်ရဲ့စိတ်ဓာတ်ကတော့တကယ်ကိုလေးစားစရာပါပဲ။မလေးရှားမှာချိန်ပြုံးပြီးတဲ့နောက်မှာတော့ပြည်သက်တွေအဆောင်မြော်ဆုံးအိန္ဒိယခီးစဉ်ကိုဆက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ဂျားရီမှာပြည်ဝင်ခွင့်ဗီဇခက်ခဲလေးတွေအနည်းငယ်ရှိခဲ့ပေမဲ့လည်းမီဇိုရမ်ဒေသအစိုးရပိုင်းကကိုယ်တိုင်ဝင်ရောက်ကူညီဆောင်ရွက်ပေးခဲ့တာကြောင့်အားလုံးအဆင်ပြေချောမွေ့သွားခဲ့ပါတယ်။ဒါကြောင့်မေလ29ရက်နေ့မှာနယူးဒေလီမြို့ကနေတဆင်ချင်းလူမျိုးများပြားနေထိုင်ရာမီဇိုရမ်ပြည်နယ်ကိုခီးဆက်လာခဲ့ပါတယ်။အဲဒီနေ့ညနေ2နာရီဝန်းကျင်မှာတော့မီဇိုရမ်ပြည်နယ်အုံစောမြို့ကလေးစိတ်ကိုအောင်မြင်စွာရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။သူ့ကိုကြိုဆိုဖို့အတွက်မီဇိုရမ် Mixed Martial Art Association MISMA ကတာဝန်ရှိသူတွေအစိုးရပိုင်းကအရာရှိတွေချင်းစစ်ဆောင်တွေနဲ့မီဇိုရမ်ပြည်နယ်ကပြည်သက်တွေဟာလေးစိတ်ထဲထိတခဲနဲ့တွားရောက်ကြိုဆိုခဲ့ကြပါတယ်။မီဇိုရမ်ပြည်နယ်အားကစားဝန်ကြီးကိုရိုင်းကတော့ဒီလိုကမ္ဘာ့စစ် UFC ချန်ပီယံတူလာရောက်တာဟာပြည်နယ်အတွက်သမိုင်းမှတ်တိုင်တစ်ခုလိုပဲထုတ်ဖော်ပြောကြားခဲ့ပါတယ်။အာရှတိုက်ကနေထွက်ပေါ်လာတဲ့ပထမအဆုံးသော UFC ချန်ပီယံဟာအိန္ဒိယနဲ့မီဇိုရမ်နယ်ကိုရောက်ရှိလာတဲ့ပထမအဆုံးချန်ပီယံလေးဖြစ်လာခဲ့ပါပြီ။ဒီခီးစဉ်ရဲ့ထွက်ထိပ်ကတော့မေလ30ရက်နေ့မှာကျင်းပမယ့်ပွဲစဉ်ပဲဖြစ်ပါတယ်။ MISMA ကနေကြီးမှုကျင်းပတဲ့ကိုခန့်ပညာတိုင်းပေါင်းစုံပြိုင်ပွဲကြီးမှာဂျိုရှာဗန်ကိုအထူးဧည့်သည်တော်ဖြစ်တက်ရောက်ပေးဖို့ဖိတ်ကြားထားပါတယ်။ဒီသတင်းလေးထွက်သွားရောမီဇိုရမ်ပြည်နယ်ကပြည်သက်တွေကြားမှာအုံအော်တောင်းနေဖြစ်သွားခဲ့ပါတယ်။ MISMA ပြိုင်ပွဲအတွက်လက်မှတ်တွေဟာလူရဝယ်ယူကြလို့ချိန်တိုတွင်းမှာပဲရောင်းကုန်သွားခဲ့ပါပြီ။ဖွဲ့ချုပ်ဘက်ကလည်းဂျိုရှာဗန်ကိုအားပေးကြတဲ့ပြည်သက်တွေအတွက်ပွဲဝင်လက်မှတ်တွေကိုမဲဖောက်ပေးခဲ့ပြီးကန်ထူးရှင်21ယောက်ကိုတော့ဂျိုရှာဗန်ကိုယ်တိုင်မှတ်တရလက်မှတ်ထိုးပေးသွားမယ်လို့သိရပါတယ်။အိန္ဒိယခီးစဉ်ပြီးရင်တော့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာပြည်သက်တွေနဲ့တွေ့ဆုံမှုရှိနေပေမဲ့အဖွဲ့အစည်းပိုင်းဆိုင်ရာအခက်အခဲတွေကြောင့်တေချာရရတဲ့ရက်ကိုတော့အတိအကျမသိရသေးပါဘူး။ UFC အဖွဲ့အစည်းမှာချန်ပီယံတွေအများကြီးရှိပေမဲ့အိန္ဒိယနိုင်ငံကိုတခုတ်တရလာဘူးတဲ့သူမရှိခဲ့ပါဘူး။အခုတော့ကျမတို့ရဲ့ Flyweight ချန်ပီယံဂျိုရှာဗန်ကပထမဆုံးချန်ပီယံဖြစ်သမိုင်းတည်ရေးထိုးနိုင်ခဲ့ပါပြီ။ကောင်းလိုက်တဲ့စံချိန်ပါပဲ။ပရိသတ်ကြီးတို့ရောဂျိုရှာဗန်ရဲ့ဒီသမိုင်းဝင်ခီးစဉ်နဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။